ပေးရမျိုးတွေမင်္ဂလာနခေမှာခင်ဗျကျွန်တော်ဒီနေ့တော့ခဏအကွက်ကိုထောက်မပေးတော့ဘူးเนาะအမျိုးတွေကော့ကိုပဲတွဲကြည့်လိုက်เนาะဘာလို့ထောက်မပေးဘူးလဲဆိုရင်အမျိုးတွေကြည့်လိုက်ကျွန်တော်ပေးတဲ့ကဏ္ဍเนาะကျွန်တော်တွဲပေးတဲ့ကဏ္ဍဆိုရင်မဖြစ်မနေကိုရှောင်ပြီးတော့ပဲထွက်နေတာလို့စဉ်းစားကြည့်เนาะတင်းနေပြီမနေ့ကလောက်တဲ့ပုံစံနဲ့တော်တော်ကြီးများတယ်ဗျာเนาะအစောရှိသေးတယ်ပြန်ကြเนาะအဲ့ဒါတွေကတင်းကျင်စရာလေဗျာနော်မနေ့က17မိနစ်တည်းကငြိမ်သွားတဲ့ကဏ္ဍပြီးသွားတဲ့အထိကိုကတစ်ချက်မှကိုလှုပ်တော့မလှုပ်ဘူးဓာတ်သမားတွေထိုးတက်လာတာတော့မှပြောင်းဖို့အချိန်ကြီးကြံနေတာတော့မှမပြောင်းဘူးကွာမျိုးစဉ်းစားကြည့်အောင်အခုကဘယ်လိုဖြစ်နေဆိုတော့သူတို့လက်ထဲမှာသူတို့လှုပ်ချင်သူတို့လှုပ်လို့ရတဲ့စတိုင်မျိုးဖြစ်နေတာကွာတိရအဲ့လိုအနေထားမှာကဏ္ဍထုတ်ရတာတော်တော်နာမည်လည်းပြတ်တယ်လေတိရမှာအဲ့လိုမျိုးပေါ့လူမလေးခွေးမခန့်နေဖြစ်ကုန်တာပေါ့နော်အဲ့ဆိုတော့တို့ရစဉ်းစားကြည့်ဗျာနော်ကျွန်တော်ပေးတဲ့ကဏ္ဍနေဆိုရင်အဲ့လိုမျိုးရှောင်ပြီးတော့ထွက်ရမှာအကျဉ်းနဲ့နေရနော်မနေ့က3ညခွန်3ည8 3ည3 3ည5 3ည4အဲ့လိုအကွက်တွေထွက်ကြိုက်တဲ့ကွက်ထွက်ဒိုင်းဖင်ကွဲပြီးသားပဲ3ည6ဆိုတော့ပြန်ကြဆိုတော့ဒိုင်းစားပေါ့ဗျာနော်သူတို့ပထဝီတွေစားဖို့အတွက်ပဲတီးတာလောက်ပေးနေသလားတော့ထင်ရတယ်ဗျာအဲ့ဒီကတော်တော်များသွားပြီโอเคအဲ့တော့လေရှည်မနေတော့เนาะကျွန်တော်ပြောစရာရှိတာမျိုးတွေကိုလည်းပြောပြမယ်အသုံးသက်ချက်ကိုတော့ညတွေကသခင်ကြီးအကောင်မှာတင်ထားတာမျိုးတွေတွေ့လားမသိဘူးเนาะအဲ့တော့တာနဲ့ပြောပြမယ်တစ်ချက်နားထောင်ကြည့်ပါเนาะဒီနေ့နေကုန်ကီးဒီ933ကီးเนาะဒီကီးတွေကအခုဒီတစ်ပတ်မှာညောင်းမနဲ့ကောထိနေတယ်မျိုးတွေလည်းအသိပဲဟုတ်တယ်မလားဒီကီးလေးတွေကတနင်္လာနေ့မှာအစနေ့မှာမနက်ကောညအောင်ထိပြီဟိတ်ဆိုရင်အနည်းဆုံး3-4ရက်လောက်ဘယ်လိုပြောမလဲညမနက်ထိလေရှိတယ်မျိုးတွေကနော်အခု2ရက်မှာတနင်္လာရင်အင်္ဂါရင်2ရက်မှာ2ရက်စလုံးကိုညအောင်မနက်ကောဆင်းတယ်နော်အဲ့မှာတတပြောချင်တာတစ်ခုရှိတယ်ကျွန်တော်တို့ကီးတွေဘလောက်ပဲမှာဘလောက်ပဲမှန်ကျွန်တော်တို့အဓိကထားကတ်တဲ့ထိတ်ကပြက်နေတဲ့အတွက်ပေါက်ကွက်ကဖြစ်ဖို့ကတော်တော်မလွယ်နေဘူးသိလားကိုကအဓိကဒီထိတ်နဲ့ပဲထားကတ်ပြီးတော့သုံးနေတာဗျာဟုတ်တယ်မလားဒီထိတ်ကလိုက်ဖောက်နေတဲ့အတွက်ကဘလို့မှပေါက်ကွက်ဖြစ်ဖို့ကမလွယ်ဘူးဖြစ်နေတဲ့အနေထားလေသိရမလားကျွန်တော် Telegram ထဲမှာကျွန်တော်ပြောပြတယ်အမျိုးတွေကျွန်တော်ထိတ်အစားကီးပုံစံမျိုး line တစ်ခုလောက်တော့ရှားမရမယ်လို့မနေ့ကကျွန်တော်ပြောသေးတယ်ဘာဖြစ်လို့လဲဆိုရင်ကီးတွေကကျွန်တော်တို့အပတ်တိုင်းအထောက်အကူပြုတယ်ညအောင်မနဲ့ကောဒါပေမဲ့ကျွန်တော်တို့အဓိကထားခဲ့တဲ့ထိတ်က live ဖောက်တဲ့အခါကျတော့ပေါက်ကွက်မဖြစ်နေဘူးဟုတ်တယ်မလားအဲ့တော့ထိတ်အစား one chain ပေါ့နော် one chain ကောင်းလေးအဲ့လိုမျိုးအမြဲတမ်းကီးပုံစံမျိုးသုံးလို့ရမယ်မာတဲ့ဟာမျိုးရှားမှအဆင်ပြေတော့မယ်သိလားဒီထိတ်ကိုအားကုန်နေလို့မရဘူးကွာအမျိုးတွေသိမလားထိတ်ကတစ်ချိန်ဝင်ဖို့တော်တော်ကြီးခတ်တယ်ဗျာနော်အဲ့လိုနေတာဖြစ်နေတယ်နော်โอเคဟုတ်ပြီနော်အဲ့တော့တစ်ချက်နားထောင်ပေးကြည့်ပါနော်ချက်နားထောင်ပေးကြည့်ပါဆိုတော့ကဒီနေ့နေကုန်ကီးရ9-3 ကီးဖြစ်ပါတယ်နော်တော့ဆိုင်မနက်ပိုင်းထိတ်ကတော့2ခွန်ထိတ်ပဲရတယ်တော့ဆိုင်ညနေပိုင်းထိတ်ကတော့1-6ထိတ်ပဲရတယ်ဘယ်လိုလောင်းမလဲကြည့်လိုက်မယ်နော်အဲ့တော့ထိတ်နဲ့ကီးနဲ့ကတ်သုံးမယ်ဆိုရင်မနက်6ခွန်ညနေ6ခွန်ထွက်မယ်ဒါထိတ်နဲ့ကီးနဲ့အဲ့တော့ကီးဘလောက်ပဲမှန်နေပါစေထိတ်ကလိုက်ဖောက်လို့ရှိရင်ပြတ်ဖို့ကတော်တော်လွယ်ပါတယ်အဲ့ဒီအတွက်ကြောင့်အမျိုးတွေမှာဝမ်းချင်းတို့လုံးမိုင်တို့ကောင်းကောင်းရှိတယ်ဆိုရင်ဒီကီးလေးနဲ့ပဲအဓိကထားပြီးကတ်ပါလို့တတာမှားကျင်တယ်ဗောနော်နော်ဟုတ်တယ်မျိုးတွေကကဏ္ဍထုတ်ပေးရတာမထုတ်ပေးကြတော့ဘူးလေသိရမလားကျွန်တော်ပေးတဲ့ break တွေမှန်တယ်ကီးတွေမှန်တယ်ဆိုတော့ကျွန်တော်မှန်တယ်လို့ကျွန်တော်မယူဆဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ပေးတဲ့ဟာတွေအကုန်လုံးတွဲပြီးထွက်မှဒါကျွန်တော်ပေးတဲ့ကဏ္ဍမှန်တယ်လို့ပဲကျွန်တော်ယူဆတယ်နော်โอเคဟုတ်ပြီဒီတစ်ပတ်ကဏ္ဍဆင်းမဆင်းကြီးကိုတစ်ချက်ကြည့်လိုက်အောင်မျိုးတွေကိုတတာပြောနေကြအတိုင်းပဲဆက်ပြီးပြောပြအောင်မယ်နော်ကဏ္ဍ9လုံးသုံးမဟုတ်6လုံးပေါ့နော်ဆင်းထားပြီးဟိတ်ဆိုလို့ရှိရင်ရက်တွေအများကြီးကြံနေသေးတယ်ဆိုလို့ရှိရင်ကြံနေတဲ့ကဏ္ဍတွေကိုဒီကောင်လေးအီလေးဆွဲပြီးတော့ချမှာပါနော်အရှိတစ်ပတ်မှာလည်းကျွန်တော်ပြောခဲ့တယ်မလားကဏ္ဍ6လုံးဇက်တိုက်ချပေးတယ်ချလဲပေးပြီးလဲပေးပြီးရောအသေး4လုံးကြံတယ်ရက်က3ရက်လောက်ကြံနေတယ်အဲ့ဒီအနေထားမှာအသေးကိုအီလေးဆွဲပြီးတော့ချမှာအဲ့ဒီအတွက်ထွက်ပြီးသား6လုံးအောင်ပဲပြန်ခွေပြီးတော့ထွက်လိမ့်မယ်နော်အမျိုးလေးဆိုပြီးတော့တတာပြီးခဲ့တဲ့ဘက်ကသုံးသက်ပေးခဲ့တယ်ကျွန်တော်ပြောတဲ့အတိုင်းပဲ
တပတ်လုံးဆင်းသွားတာမျိုးကြီးစဉ်းစားကြည့်နော်ကဏ္ဍ6လုံးချပြီးတယ်ချလဲပြီးလဲပြီးရော3ချိန်စက်တိုက်အဟောင်းနေပြီးပြန်ခွေထွက်တယ်ခွေထွက်ပြီးလဲခွေထွက်ပြီးရောကြာလာပရိလောက်ကြာမှာအသစ်တွေပြီးလေးဆွဲပြီးချသွားတာဟုတ်တယ်မလားဒီတစ်ပတ်ကိုကြည့်လိုက်အောင်ကဏ္ဍ9လုံးဆင်းထားပြီးပါပြီသူ9လုံးကို9လုံးဖြစ်သွားပြီအဲ့ဒီအနေထားမှာကဏ္ဍ9လုံးဆင်းပြီးသွားတယ်အသစ်မချလာတော့ဘူးအဟောင်းနဲ့ပဲပြန်ပြီးတော့ပတ်ချတယ်ပြီးခဲ့တဲ့တစ်ပတ်ကလုံးတဲ့ပုံစံနဲ့တပုံစံနဲ့ပဲဖြစ်နေတာအဲ့တော့ကျွန်တော်တခုပြောပြမယ်အခုရက်ကကြံနေသေးတယ်အလုံးရ9လုံးကြံသေးတယ်ကဏ္ဍအသစ်ချပေးမယ်ဆိုရင်တော့တစ်လုံးလောက်ပဲကျွန်တော်ချပေးမယ်လို့ထင်တယ်နော်အသစ်ကိုကျွန်တော်မသိတော့မထင်သေးဘူးညာတော့အဲ့လိုမျိုးကျွန်တော်သုံးသပ်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ရက်ကကြံသေးတယ်မျိုးတွေကဒီကောင်လေးချခြင်းတယ်ဆိုရင်အဲ့ဒီ9လုံးဟာတရက်ထဲတောင်ပြီးချလို့ရတယ်နော်တစ်လုံးကြံမယ်ဆိုရင်တော့တစ်လုံးလောက်ပဲကြံပါဟုတ်တယ်မလားအဲ့လိုနေထားမှာဒီကောင်လေးအဟောင်းနဲ့ရပဲပြန်ခွေချနေရဗျာနော်အဲ့တော့အခုကျွန်တော်ပြောမယ်ပြီးခဲ့တဲ့တစ်ပတ်ကပုံစံအတိုင်းချနေရနော်အခု9လုံးချန်ထားတယ်ထွက်ပြီးသား9လုံးမနေ့ကပြန်ပြီးတော့အဲ့ဒီထက်တွေကလည်းပြန်ဆင်းလာတယ်ဟုတ်တယ်မလားကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်ကပြောတဲ့ပုံစံမျိုးအသစ်မဆင်းလာပဲနဲ့အဟောင်းနဲ့ရပြီးပြန်ခွေထွက်ပြီးဟဲ့ဆိုရင်အနည်းဆုံး2ကြိမ်စက်တိုက်ချလေးရှိတယ်လို့တာပြောတယ်မလားအဲ့ပုံစံမျိုးပေါ့နော်မနေ့ကအဟောင်းနဲ့ရပဲပြန်ချလာတာဖြစ်တဲ့အတွက်ထက်ချမယ်ဆိုရင်အဟောင်းနဲ့ရပဲဒီနေ့မနက်ကချမယ်လို့ကျွန်တော်တွေးမိတာပေါ့နော်ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်းလေးလှုပ်ရိုးလှုပ်စင်ကဒီပုံစံပဲလှုပ်နေတာအမြဲတမ်းလေအကယ်၍ဒီနေ့မနက်ကိုအသစ်မချအောင်အဟောင်းတွေပဲတွဲချမယ်ဆိုရင်ကျွန်တော်တို့အသစ်ခွေတစ်ချိန်လာလိမ့်မယ်ဘာဖြစ်လို့အဲ့လိုပြောလဲဆိုရင်ဒါသူတို့ရဲ့လုံထုံးလုံနည်းပဲမျိုးတွေကခဏနေများများခြံထားတယ်ရက်ကကြံနေတယ်ဆိုလို့ရှိရင်နော်အဟောင်းနဲ့ရပဲပတ်ခွေထွက်အောင်ပါဘာလို့ရက်ကကြံနေသေးတာဟုတ်ရက်ကြံနေသေးတဲ့အတွက်ကြံတဲ့အလုံးသူတို့အီးလေးဆွဲချတယ်မှာအဲ့လိုမျိုးပဲကျွန်တော်ထင်တယ်ဗောနော်နောက်ပြီးတော့ကျွန်တော်ပြောအောင်မယ်ဒီတစ်ပတ်ခွာပေါင်းချင်းတွေပြန်ဝင်နေတယ်နော်ခွာပေါင်းချင်းတွေဘယ်ကစဝင်လဲဆိုတော့ကတစ်ချက်ကြည့်အောင်နော်ခွာပေါင်းချင်းတွေဘယ်ကစဝင်နေလဲဆိုတော့ပြီးခဲ့တဲ့တစ်ပတ်ဗုဒ္ဓဦးနေ့တွေကပြန်ဝင်နေတာမျိုးတွေကနော်ပြီးခဲ့တဲ့တစ်ပတ်ဗုဒ္ဓဦးနေ့ခွာပေါင်းချင်း38ပိုင်းကြာသာပရိမနက်မှာ36ဆိုပြီးထွက်တယ်နော်ကြာသာပရိနေ့ရဲ့ခွာပေါင်းချင်းက2ခွန်တောက်ကြနေ့ညနေမှာတောက်ကြနေ့မနက်မှာ2လေးဆိုပြီးထွက်တယ်နော်တောက်ကြနေ့ရဲ့အလဲပေါင်းချင်းဟာ4ကိုကကျွန်တော်တို့တနင်္လာနေ့မှာညနေပိုင်း3ကိုဆိုပြီးထွက်တယ်နော်တနင်္လာနေ့အလဲပေါင်းချင်းက38ပိုင်း38ပိုင်းကမနေ့က68ဆိုပြီးထွက်တယ်နော်အဲ့တော့အင်္ဂါနေ့ရဲ့ခွာပေါင်းချင်းကဒီနေ့ပါလဲဆိုလို့ရှိရင်83ပိုင်းနော်အင်္ဂါနေ့ရဲ့ခွာပေါင်းချင်းကဒီနေ့83ပိုင်းမပြတ်ဘူးဆိုရင်ဒီနေ့83ပိုင်းနေကုန်ရှိတယ်နော်မပြတ်ဘူးဆိုရင်ခွာပေါင်းချင်းက83ပိုင်းဒီနေ့ကျွန်တော်အဲ့ဒီဟာလေးကိုကျွန်တော်တခင်ကြီးအကောင့်လေးမှာတင်ပေးထားတယ်နော်ဟုတ်ပြီနော်အဲ့တော့ကကျွန်တော်တစ်ချက်ပြောစရာရှိတယ်ခွာပေါင်းချင်းရဲ့83ကီးက9-3 ကီး3တလုံးတူနေတယ်နော်3တလုံးတူနေတယ်ဟုတ်တယ်မလားအဲ့တော့ဒီနေ့အပားရဲ့အခွေကိုလိုက်နေတဲ့အမျိုးတွေနည်းနည်းသတိထားပါဘာဖြစ်လို့လဲဆိုရင်ခွာပေါင်းချင်းက83ကီးက9-3 ကီးအဲ့တော့9-3 ဆိုတဲ့အပားပေးထားတဲ့အခွေလေးကကောင်းနေပါလေနော်ကောင်းနေပါလေဒီနေ့နေကုန်ကီကိုတစ်ချက်ရှိုးကြည့်လိုက်ပါ9-3 ကီနော်အသစ်တစ်လုံးပဲပါတယ်အသစ်တစ်လုံးပဲပါတယ်အဟောင်းနေပြီနော်အခုဒီတစ်ပတ်ကနန်းချပေးနေတဲ့ပုံစံကိုလည်းကြည့်လိုက်အောင်မျိုးလေးဘယ်ပုံစံနဲ့ချနေလဲတနေ့နာနေ့မနက်60နော်မနေ့ကအင်္ဂါနေ့ညနေပိုင်းမှာ3-6ဆိုပြီးချသွားတယ်အဲ့တော့ထိတ်တလဲအပိတ်တလဲကနန်းတစ်လုံးကိုအညီ2ကြိမ်စီလိုက်ချနေတာနော်60တနေ့နာနေ့မနက်မှာ60ထွက်တယ်မလားအင်္ဂါညနေမှာ3-6ဆိုပြီးပြန်ထွက်တော့ထိတ်တစ်ကြိမ်အပိတ်တစ်ကြိမ်နဲ့2ကြိမ်ရှိသွားပြီဟုတ်တယ်နော်အဲ့ဒီမှာတနေ့နာနေ့ညနေ3-9ထွက်ထားတယ်မလား9နောက်ပိတ်မနေ့ကမနက်ပိုင်း9ထိတ်တစ်ကြိမ်အပိတ်တစ်ကြိမ်နဲ့ချနေရနော်ထိတ်တစ်ကြိမ်အပိတ်တစ်ကြိမ်နဲ့ချနေတာအဲ့တော့6နဲ့3ညကထိတ်တစ်ကြိမ်အပိတ်တစ်ကြိမ်2ကြိမ်ဆင်းသွားပြီ9ကလည်းထိတ်တစ်ကြိမ်အပိတ်တစ်ကြိမ်2ကြိမ်ဆင်းသွားပြီအဲ့ဒီမှာတစ်ကြိမ်ပဲဆင်းထားတဲ့အလုံးကဘယ်အလုံးလဲ3နဲ့8ပဲရှိတယ်ဟုတ်တယ်မလား3နဲ့8က3ကထိတ်တစ်ကြိမ်ဆင်းထားတယ်8ကအပိတ်တစ်ကြိမ်ဆင်းထားတယ်အဲ့တော့က8ကထိတ်လာမယ်
3ကအပိတ်လာမယ်ဆိုလို့ရှိရင်83ဆိုတဲ့တစ်ခွက်ကိုကျွန်တော်တို့ဒီနေ့မနက်နဲ့ထဲ့ကိုထိုးရလိုက်မယ်ဘာဖြစ်လို့လဲဆိုရင်ကဏ္ဍအဟောင်းနဲ့ရပဲကျွန်တော်အဲ့ဒီတစ်ခွက်ကိုနည်းနည်းစိတ်ဝင်စားနေလို့ဘာလို့စိတ်ဝင်စားနေလဲဆိုလို့ရှိရင်မျိုးတွေကနော်ကဏ္ဍတစ်လုံးကို2ကြိမ်စီအညီချနေတာကဏ္ဍတစ်လုံးကို2ကြိမ်စီအညီချနေတာထိတ်တစ်ကြိမ်အပိတ်တစ်ကြိမ်နဲ့အညီချနေတာဆိုလို့ရှိရင်3ကထိတ်တစ်ကြိမ်8ကအပိတ်တစ်ကြိမ်အဲ့ဒီတော့8ကိုထိတ်တစ်ကြိမ်3အပိတ်တစ်ကြိမ်နဲ့2ကြိမ်စီအညီချမယ်ဆိုရင်83ဆိုတဲ့ကဏ္ဍကတော်တော်လေးလှနေပါတယ်နော်ဘာလို့ဆိုခွာပေါင်းခြင်းရလဲ83ကွာကျွန်တော်တို့ကြည့်ရတယ်933ဆိုတော့ကနော်အဲ့ဒီ83ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုကျွန်တော်တို့ဒီနေ့မနက်ထဲကိုထိုးပေးရမယ်နော်ဟုတ်ပြီနော်โอเคအဲ့ဒါပြောပြီးသွားပြီဆိုလို့ရှိရင်တော့ပြောစရာကကုန်းသွားပါပြီနော်ဟုတ်ပြီနော်အဲ့တော့လုံးမယ်ဆိုရင်ထိတ်လို့ကြပါနော်အနေထားကအခုကဘယ်လိုပြောရမလဲမျိုးတွေကကဏ္ဍထုတ်ပေးခြင်းနဲ့စိတ်မရှိဘူးတကယ်တော့ဆိုပြောဒီနေ့မနေ့လာမတဲတော့ဘူးဆိုပြီးနေနေတာလုံနေတဲ့ပုံစံကအပုံစံမျိုးတွေဖြစ်နေရလေသူတို့လက်ထဲမှာသူတို့လှုပ်ရှင်လို့လှုပ်လို့ရတဲ့အနေထားကြီးဖြစ်နေတာအဲ့ဒီအနေထားမှာကဏ္ဍထုတ်ရတာတော်တော်လေးနာမည်ပြတ်တယ်အနေထားပဲနော်ဟုတ်ပြီနော်မျိုးတွေโอเคအဲ့တော့နှစ်ပြန်ချုပ်မယ်ဆိုရင်ဒီနေ့နေကုံ933ကီဒီကီကိုကိုင်းသုံးမယ်ဆိုရင်နေကုံကိုင်းသုံးပေးပါနော်ဟုတ်ပြီနော်ပထမ2ရက်လုံးမှာလည်း2ရက်လုံးညအောင်မနက်ကိုထိနေတဲ့ကီပါနော်အဲ့တော့နေကုံကီဒီ933ကီတွက်ဆိုင်မနက်ပိုင်းထိတ်တီနှစ်ခွန်ထိတ်ပါတွက်ဆိုင်ညနေပိုင်းထိတ်တီ16ထိတ်ပဲရပါတယ်ထိတ်နဲ့ကီလည်းကတ်သုံးမယ်ဆိုရင်မနက်6ခွက်ညနေ6ခွက်ရမယ်မျိုးလေးတီးတန်းထဲထိုးရမယ်ကဏ္ဍဒီ83တကွက်ကိုတီးတန်းထဲထိုးပေးပါဟုတ်ပြီနော်โอเคနော်ဒီလောက်ပါပဲတက်တာပါနော်